ရသော်ပြလက်တကအလွန်တရာမှလိမ္မာရေးချရှိတဲ့ကျင့်ဝတ်ပฏิပတ်နဲ့ပြည့်စုံတဲ့တာနုတာမဏေဆိုတာရှိတယ်အဲ့ဒီကိုရင်ကငယ်ငယ်လေးတွေကစသာသနာ့ဘောင်ကိုရောက်လာတာဆရာဥပ္ပဇေရိရဲ့အပေါ်မှာလည်းပဲအလွန်တရာမှသူကဝကြီးဝင်းငယ်ကိုပြည့်စုံစေတယ်အထူးသဖြင့်သူ့ရဲ့အည်သွေးကမြတ်စွာဘုရားဟောထားတဲ့တရားဒေသနာကြီးတွေကိုကျွမ်းကျွမ်းကျင်ကျင်ရအောင်ကြက်မှတ်ပြီးတော့တရားဟောပြနိုင်စွမ်းတတိရှိတဲ့အည်သွေးဟာသူ့ရဲ့ထူးခြားချက်ပေါ့အဲ့တော့သူ့ရဲ့အည်သွေးကိုမြင်လို့သူ့ရဲ့ဥပ္ပဇေဆရာတွေယဟန်တော်တွေကလာပြီလာကိုတရင်တွေရောက်ပြီဆိုလို့ရှိရင်အဲ့ဒီကိုရင်ကိုတရားဟောခိုင်းတာအဲ့ဒါကိုရင်ကသူကြက်မှတ်ထားတဲ့ပါဠိတော်ဒေသနာကြီးတွေကိုရွတ်ဆိုပြီးတော့ရဲရဲတင်းတင်းရဲရဲဝံ့ဝံ့တရားဟောရဲတယ်လူတွေကလည်းအရင်သဘောကျကြတယ်အထူးသဖြင့်ဒီကိုရင်ဟောတဲ့တရားကိုလူတွေမကောက်ဘူးနတ်တွေပါနာတာတောင်ရှိတယ်တဲ့ဒါကြောင့်တရားဟောပြီးလို့ကုသိုလ်ကောင်းမှုကိုအမြတ်တမ်းပေးဝေဖို့ဆိုလို့ရှိရင်နတ်တွေကလည်းတာဓုခေါ်ရတယ်ပေါ့အဲ့လိုနတ်တွေတာဓုခေါ်ရတဲ့အထဲမှာလူတွေမသိနိုင်တဲ့ဖြစ်ပေါ်နေတဲ့အကြောင်းအရာတစ်ခုကဘာလဲဆိုတော့ဒီကိုရင်ရဲ့အရင်ဘဝကမေတော်ဟောင်းကဘီလူမဖြစ်နေတာရှိတယ်အဲ့ဒီဘီလူမကအဲ့ဒီနတ်တို့ရဲ့လောကမှာတာနုမေတော်ဆိုတဲ့နာမည်နဲ့သူကမျက်နှာရတယ်တော့နတ်တွေကအမြဲတရားနာရင်ဒီကိုရင်လေးကတော့ဒီဘီလူမရဲ့အရင်ဘဝတုန်းကသားတော်ခဲ့တာဟုတ်လားဒါကြောင့်မလို့ဒီဘီလူမကသူကသွားလေရမှာမျက်နှာပွင့်ကိုရင်ရဲ့မေတော်ဟောင်းဆိုပြီးတော့အဲ့ဒါကြောင့်မလို့ဒီဘီလူမကလည်းဒီကိုရင်ကိုအမြဲတမ်းစောင့်ရှောက်တယ်ကိုရင်ကဒါတွေကိုမသိပါဘူးတို့သူဒါကနောက်ွယ်မှာဖြစ်နေတဲ့ကိစ္စအဲ့ဒါနဲ့ကိုရင်ကအသက်အရွယ်ရလာလို့နော်16နှစ်19နှစ်အရွယ်ရောက်လာတဲ့အခါမှာကိုရင်ကစိတ်ကဖောက်ပြန်လာတယ်စိတ်ဖောက်ပြန်လာတယ်ဆိုတာဘာပြောတော့ဆိုတော့သာသနာ့ဘောင်မှာမနေချင်တော့ဘူးလူထွက်ချင်လာတယ်ဘလို့မှသူ့စိတ်ကိုတားဆီးလို့မရဘူးနှိပ်ကွပ်လို့မရသူလည်းပဲတရားဒေသနာတွေကိုအများကြီးသိထားတဲ့လူတစ်ယောက်ပဲသို့တော်လည်းပဲဒီလူထွက်ချင်တဲ့စိတ်ကိုသူဘလို့မှမနိုင်ဘူးအဲ့ဒါနဲ့သူအိမ်ပြန်သွားတယ်အိမ်ရောက်ပြီဆိုတော့ခေါင်းကြီးငိုက်ဆိုင်ချပြီးတော့မေကကိုရင်ဘာဖြစ်လို့လာတာတော့ခါတိုင်းလာလို့ရှိရင်ကိုရင်ရဲ့နောက်မှာယဟန်နေရောကိုရင်နေရောအများကြီးပါတယ်ဒီကနေ့တော့အိမ်ကိုလာတာတပါးတည်းပါလားဘာဖြစ်လို့လာတာတော့အဲ့တော့ကိုရင်ကလည်းမပြောမဖြစ်မတိမမြည်မေတော်ကြီးငါတော့သာသနာပေါ်မှာမပြောတော့ဘူးဒါကြောင့်ငါအတွက်အိမ်ကြီးနဲ့ပစိုးတာယူခဲ့တော့အလူထွက်တော့မယ်အဲ့ဒါလိုလည်းပြောလိုက်ရောမေတော်ကြီးကဘလို့မှမျောလင့်ထားတဲ့စကားမဟုတ်တဲ့အတွက်ကြောင့်အယံအံ့ဩသွားတယ်ကိုရင်ဘာဖြစ်လို့လူထွက်ချင်တာလူမထွက်ပါနဲ့လူဘဝဆိုတာလွယ်တာမဟုတ်အမျိုးမျိုးကိုရင်ကိုနားချတယ်ဘလို့မှကိုရင်ကနားချလို့မရအဲ့ဒါနဲ့မေတော်ကြီးကကိုင်းဒီလောက်တောင်လူထွက်ချင်နေတယ်ဆိုရင်လည်းပဲမတက်နိုင်ဘူးဒါပေမဲ့ကိုရင်ရာဂုကလေးတော့တောက်လိုက်ပါဦးရာဂုတောက်ပြီးလို့ရှိရင်ကိုရင်ကိုစွန်းစားဖို့အတွက်စွန်းချက်ပြီးတော့ကပ်ပါမယ်အဲ့ဒီစွန်းကလေးစားပြီးတော့မှပဲအစိုးနဲ့အင်ကြီးကိုပေးပါမယ်စွန်းကလေးတော့နောက်ဆုံးတက်တဲ့အနေနဲ့စားသွားပါအောင်ဆိုပြီးတော့မေတော်ကြီးကနော်ဒီကိုရင်ကိုစွန်းစားဖို့အတွက်စွန်းချက်အဲ့ဒါကိုရင်ကရာဂုတောက်ပြီးတော့မေတော်ကြီးစွန်းချက်တာကိုစောင့်အဲ့ဒါမေတော်ကြီးကစံဒီပါလေးဆေးပြီးတော့စွန်းအိုးလေးတဲနေအဲ့ဒီချိန်မှာဘာဖြစ်လဲဆိုတော့ကိုရင်ရဲ့တရားသံကြောင့်တာဓုခေါ်ခွင့်ရလို့မျက်နှာပွင့်နေတဲ့မေတော်ဟောင်းဘလူးမရှိတယ်အဲ့ဒီဘလူးမကငါကိုရင်ဖယ်ရောက်နေတော့သူကအမြဲတမ်းစောင့်ကြည့်နေတဲ့သဘောရှိတာ哦အဲ့ဒါနဲ့တွေ့တယ်ဩအိမ်ရောက်နေတယ်လူထွက်ခြင်းလို့မအေးကိုနောက်ပစိုးအင်ကြီးတောင်းနေတာပဲဒါကိုသိတော့ဒီအခွင့်ကိုငါမပေးဘူးတဲ့အပြီးတော့နှောက်ရက်ပဲပေါ့အဲ့ဒါနဲ့ဘီလူးမကရောက်လာပြီးတော့ကိုရင်ကိုဝင်ပူးတယ်အလုပ်ထားလဲဆိုတော့မျက်နာကိုနောက်ပြန်လှည့်အောင်လှည့်ထားတယ်တဲ့ပါဇက်ကအမြုပ်တစီကြီးထွက်အောင်လုပ်တယ်အဲ့ဒါဝူဝါနဲ့ကိုရင်ကကရင်မောကနေပြီးတော့လိမ့်ကြတယ်အောက်အဲ့ဒီချိန်မှာကိုရင်ကသူ့စိတ်နဲ့သူ့ကိုမရှိတော့အဲ့လိုအတန်ကြီးကြားတဲ့အခါကျတော့မေတော်ကြီးကဆွန့်ချက်ရင်းနဲ့ဘာဖြစ်လဲမသိဘူးဆိုပြီးတော့ကိုရင်ဒီရောက်လာတဲ့အခါကျတော့ကိုရင်ကဝူဝါဖြစ်နေတော့ဩဒါဟာတစုံတစ်ယောက်ကဝင်ပြီးတော့နှိပ်စက်နေတာပဲဆိုတော့သူသိတယ်အဲ့ဒါနဲ့သူကဘယ်လိုပြောလဲဆိုတော့တီလာနဲ့ပြည်စုံတဲ့ပုံကိုယ်တွေကိုဘီလူးတွေကမကစားကြဘူးလို့ငါယဟန္တာရှင်မြတ်တည်းရဲ့ထံကနေအဲ့ဒီစကားကိုကြားဘူးတယ်ပေါ့ခုငါရဲ့သားဟာကိုချင်းတီလာနဲ့ပြည်စုံမှလက်ကနေဘီလူးတွေကဘာဖြစ်လို့လာပြီးတော့ငါသားနဲ့လာကစားကြတာတော့အဲ့လိုမျိုးသူကရွတ်ဆိုမြည်တမ်းငိုကြွေးတာပေါ့အဲ့ဒီချိန်မှာဘီလူးမကဟုတ်တယ်တဲ့ယဟန္တာရှင်မြတ်တည်းပြောတယ်တီလာနဲ့ပြည်စုံတဲ့ပုံကိုယ်ကိုဘီလူးတွေကမကစားကြဘူးဆိုတာမှန်တယ်ဒါပေမဲ့အခုဒီတင့်ရဲ့သားက
လူထွက်မယ်ဆိုပြီးတော့တင့်စီကိုရောက်လာတာအဲ့ဒါကိုငါဘယ်လိုမှခွင့်မပေးနိုင်ဘူးပြောပြလိုက်တဲ့တင့်ရဲ့ဒါတတိယလာလို့ရှင်ပြောပြလိုက်တကယ်လို့လူသားထွက်မယ်ဆိုလို့ရှိရင်ငှက်လို့အတောင်နဲ့ပြန်နေတော့လည်းပဲမလွတ်စေရဘူးငါလိုက်ပြီးတော့ဒုက္ခပေးမယ်လို့ချင်းချောက်တာပေါ့နော်အဲ့လိုပြောပြီးတော့ဘလူမကခွာသွားတယ်အဲ့ဒါခဏနေတော့ကိုရင်ကတတိယဘေးကလူတွေကလည်းဝိုင်းအောင်ကြည့်နေကြတာပေါ့အိန္ဒိနာချင်းတွေပါလေမေတော်ကြီးကလည်းသူ့ရှင်မှာမျက်ရည်ဆက်လက်နဲ့ငိုနေတာတွေ့တယ်ပြီးတော့ကိုရင်ကသူ့ကိုဘလူးပူးလို့မေတော်ကြီးငိုနေတာလို့မသိဘူးသူ့ကိုဘလူးပူးသွားတယ်ဆိုတာလည်းသူမသိဘူးအဲ့ဒါနဲ့သူကဘာပြောလို့ဆိုတော့အမေဘာဖြစ်လို့ငိုတာတော့နဲ့လောကမှာငိုတယ်ဆိုတာကိုချစ်တဲ့ခင်တဲ့လူတွေသေသွားရင်လည်းငိုကြတယ်အသက်ရှင်လျက်နဲ့ပျောက်သွားတယ်ဆိုရင်လည်းငိုကြတယ်အခုသားဖြစ်တဲ့လူကသေသွားတာလည်းမဟုတ်ပျောက်သွားတာလည်းမဟုတ်အမေရှိတယ်ဒီမှာငုတ်တုတ်ထိုင်းနေတာရှိတယ်ဘာဖြစ်လို့ငိုတာတော့အဲ့လိုမျိုးပြောတဲ့အခါကျတော့မေဖြစ်တဲ့လူပြန်ပြောတဲ့စကားကတော်စိတ်ဝင်စားတယ်အကောင်းတယ်မတံဝါဗုဒ္ဓရောတိတိယောဝါဇီဝနာတိတ္တိယောဇကာမေစာစိတ်တဝါနာပုဏ္ဏရာကိစ္စတိဣဒတံဝါပိဗုဒ္ဓရောတံတိပုဏ္ဏဇီဝမတော်ဟိတော်တဲ့အဓိပ္ပာယ်ကဘာပြောလို့ဆိုတော့ဗုဒ္ဓจิตသားတဲ့မတံဝါတည်သောသူကိုမူလီရောတံတိငိုကြွေးကြကုန်၏ယောအကျဉ်သူသည်ဇီဝအသက်ရှင်လျက်နာတိတ္တန်တိမထင်တံဝါထိုသူကိုမူလီရောတံတိငိုကြွေးကြကုန်၏လူသေးသွားရင်လည်းလူတွေဟာငိုကြတယ်ပေါ့အသက်ရှင်နေတဲ့ပျောက်သွားတယ်ဆိုရင်လည်းငိုကြတယ်တဲ့ဗုဒ္ဓจิตသားယောဇအကျဉ်သူသည်ကကာမေကာမဂုဏ်တို့ကိုစာစိတ်တော်ဆွန့်၍ပုဏ္ဏတပံဣဒဤလူပေါင်းတို့အာကိစ္စတိလေ၍လာပြီး၏တဲ့လူလောကကြီးကိုစွန့်ပြီးတော့ယဟန်ပြုသွားတယ်ကိုရင်ဝတ်သွားတယ်အဲ့လိုစွန့်သွားပါပြီးပါလျှက်မှာပြီးရင်ပြန်ပြီးတော့လူလောကကြီးကိုပြန်ရောက်လာတယ်ပေါ့ဆိုလိုတာကဗုဒ္ဓจิตတံပိထိုသူကိုမူလီရောဒန်တိငိုကြွေးကြကုန်၏တဲ့ယဟန်ပေါင်းရောက်ပြီးတော့မှသာသနာပေါင်းရောက်ပြီးတော့မှလူပေါင်းကိုပြန်ပြီးတော့လျှော့ကြလာတယ်လဲကြလာတယ်ဆိုအဲ့ဒီလိုကိုလည်းမလုပ်ကြတော့ငိုကြတယ်တဲ့ဘာဖြစ်လို့တုံးဆိုတော့တဲ့တောထိုသူသည်ပုဏ္ဏတပံဇီဝံအသက်ရှိလျက်မတော်သေးသောသူမြည်၏ဟောအဲ့ဒီလူဟာလည်းသေတဲ့လူနဲ့အတူတူပဲလို့ပြောလိုက်တာဟုတ်လားသာသနာပေါင်းရောက်ပြီးတော့မှလူဘဝပြန်ရောက်လာတယ်ဆိုတာရှင်လျက်နဲ့ပြန်ပြီးတော့သေသွားတဲ့လူနဲ့အတူတူပဲလို့ပြောတာအဲ့လိုပြောတော့ကိုရင်ကနားထောင်နေတယ်ပေါ့နော်မေအေးပြောတဲ့စကားကိုနားထောင်နေတယ်အဲ့ဒါနဲ့မေအေးကြီးကသူ့ရင်ထဲမှာရှိတဲ့ခံစားချက်တွေပေါ့နော်သားကိုပြောတာကုက္ကုလဥပဒောတာတကုက္ကုလပတိတုမိတ်စတိတာတจิตသားတာမနေတွန်တจิตသားသည်ကုက္ကုလပြာဘူးမှဥပဒောထုတ်ဆောင်အပြီးသည်ဖြစ်လေကုက္ကုလပြာဘူးတို့ပတိတုံကြာခြင်းကအိစ္ဆတိအလိုရှိပြန်ပြီး၏ဟောပြာဘူးတွေကနေထွက်သွားပြီးတော့ပြာဘူးတွေကိုဘာလို့ပြန်ပြီးတော့ဆင်းကျင်ရတာတုံးလို့ပြောတာနောက်လူလောကဆိုတာပြာဘူးတော်ကြီးလို့ပြောလိုက်တဲ့သဘောပါပဲဟုတ်လားတာတจิตသားတာမနေတွန်တင်သည်နရကငရဲပြည်မှာဥပဒောထုတ်ဆောင်အပြီးသည်ဖြစ်လေနရကငရဲပြည်တို့ပတိတုံကြာခြင်းကအိစ္ဆတိအလိုရှိပြန်ပြီး၏ဟောလူဝါကိုဗာနဲ့ဥမာပေးတာငရဲပြည်လို့ဥမာပေးတာနော်ဟုတ်လားငရဲပြည်ကနေလွတ်ပြီးတော့မှငရဲပြည်ကိုပြန်ရောက်လာတဲ့လူလိုပဲလို့သူကအဲ့လိုပြောတာနော်ပြာဘူးတွေကလွတ်ပြီးတော့ပြာဘူးတွေကိုပြန်ရောက်လာတယ်ငရဲပြည်ကလွတ်ပြီးတော့ငရဲပြည်ကိုပြန်ရောက်လာတယ်ဒါကြောင့်မို့လို့တင့်ရဲ့အနေအထားဟာငိုစရာကောင်းတဲ့အနေအထားဖြစ်တယ်ဆိုတာကိုသူကထင်ရှားအောင်ပြောတာအဘိဓါဝထရှေ့သို့သာပြေးသွားကြပါကုန်လို့တေတေချက်သားတို့ဟာဗဒ္ဒံကောင်းခြင်းသည်ဟောတုဖြစ်ပါစေတဲ့ဟောအတိပ္ပယ်ဘာပြောတာတော့နောက်မဆုပ်နဲ့နောက်မလှဲ့နဲ့နောက်ပြန်မလှဲ့ခဲ့နဲ့ရှေ့ကိုသာသွားရှေ့ကိုသွားဆိုတာသူကကောင်းတဲ့အလုပ်တွေမှာထွန်းပေါက်အောင်လုပ်လို့ပြောတာလူထွက်ချင်တယ်ဆိုတာဘာတော့နောက်ပြန်လှဲ့တယ်ဆိုတဲ့အတိပ္ပယ်ကိုပြောတာနော်ဘိဓါဝထရှေ့သို့သာပြေးသွားကြကုန်လို့တေတင်ချက်သားတို့ဟာဗဒ္ဒံကောင်းခြင်းသည်ဟောတုဖြစ်ပါစေကတ္တအဘေသူအားဥစ္စာပယမတိတိတိကြရပါကောအနေငါပစုကိုဘယ်လိုများပြောပြပါမလို့တဲ့မေဖြစ်တဲ့လူကကြံအားမရပြောနေတဲ့စကားပေါ့နော်အာဒိဋ္ဌရဲရဲဝန်းဝါပဂတိမီးလောင်ရမှာနိဟတထုတ်ဆောင်အပ်သောဗန္ဒံဥစ္စာတို့ဖြစ်လေပုဏ္ဏတပံတရှိတုံလောင်ကျွမ်းခြင်းကအိစ္ဆတိအင်းအလိုရှိပြန်ပြီးနော်မီးလောင်အိမ်ထဲကနေပြီးတော့လွတ်သွားပြီးသားဘယ်လိုကြောင့်မီးပုံတွေကိုပြန်ပြီးတော့ရောက်လာခြင်းရတာတုံးလို့ပြောတာမေတော်ကြီးကအများကြီးအမြင်ရှိတယ်လို့မဆိုနိုင်ဘူးလားဆိုနိုင်နော်သူပြောတဲ့စကားတွေကမှတ်သားစရာတွေကြီးပါပဲဟုတ်လားရှေ့ကိုသာသွားပါနောက်ပြန်မလှည့်ခဲ့နဲ့ကောင်းတဲ့နေရာကြီးမဟုတ်ဘူးပေါ့ဆိုလိုတာကဟုတ်လားမိဘုံတွေကနေပြီးတော့လွတ်ပြီးသားဘယ်နဲ့ကြောင့်မိဘုံတွေကိုပြန်ပြီးတော့ခုန်ဆင်းကျင်ရတာတော့အဲ့လိုပြောနေတဲ့အချိန်မှာပဲမေတော်ကြီးပြောတဲ့စကားတွေကိုသူစဉ်းစားမယ်ပေါ့အဲ့ဒီစကားသံကိုကြားပြီးတော့ပဲသူတခါလဲလူထွက်ခြင်းစိတ်ကြောက်သွားတယ်ပြောရကြနဲ့တယ်လို့မဆိုနိုင်ဘူးလားဆိုနိုင်ရနော်